oh 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 epitome yeah ai ba oh you know me she's in the solution me me la cotiတာမြင်လာလဲမကောင်းပါလားဘလို့ဖြစ်လာလဲတာရဲ့ ဘာဖြစ်ရမှာလဲဖေရဒါကျောင်းကထက်အောင်ဆွဲကောင်းရိုက်ခွဲလိုက် ကောင်းမြတ်ဟဲ့ကောင်းမြတ်အိုးဟိုလေးကလေးကြီးပါလားဟိုမင်းတို့တကယ်ချင်းကောင်းမြတ်ကတော့အတီကိုထွက်သွားတယ်ဒီဟာကွာဆရာကျွန်တော်နောက်ပိုင်းအလုပ်ဆင်းလို့ရှိရင်ပြန်ပေးရမယ်ဆရာကျွန်တော်မိသားစုအခက်အခဲလေးဖြစ်နေလို့ကျွန်တော်ငွေလေး2သိန်းလောက်ခဏချီပါဆရာမဟုတ်လို့လားကွာဟောခင်ဗျားမယုံရင်ခင်ဗျားဒီဟာသွားပြီးသွားကြည့်လိုက်နော်ကျွန်တော်လည်းပြန်တော့မယ် ဟုတ်ကဲ့အဲ့ဒါဘာဖြစ်လို့ ဒီမှာနေကိုလေထုံငယ်စင်းတောင်ကြီးခလေးဘွားတွေကဟောဒီလိုတက္ကသိုလ်ရောက်ဖို့ပညာလေးသင်ထားခဲ့တာလေအဲ့အကောင့်ပြဖို့မိသားနေတော့အားလုံးမင်္ဂလာပါအခုဒီနေ့မှာပေါ့နော်ဒီကာလီမောဒီကလေးတွေနဲ့ကာလီမောရဲ့ဒီပေါ့အမှုပညာမျိုးဆက်တဲ့ငငယ်လေးတွေနဲ့ဇလန်ထွဲတွေရိုက်နေပါတယ်ဟိုပြီးခဲ့တဲ့အပတ်မှာပေါ့နော်ဒီကာလီမောတို့ဘာတွေရိုက်ထားလဲဆိုလို့ရှိရင်ဇိုးတက်ကဇိုးဆိုတာတွေရိုက်ထားတယ်ပြီးဆိုးကြမယ်ဆိုတာတွေရိုက်ထားတယ်အခုရိုက်ထားတဲ့ဒီအနိုင်မဲ့ဆိုတဲ့အရာလေးရပေါ့နော်ဒီဇက်ကလေးကတော်တော်လေးကောင်းပါတယ်ရေးတာကတော့ဒီကာလီမောရေးတယ်ပေါ့နော်ကာလီမောနဲ့ဒီလိုဒီကျွန်တော်ရဲ့ညီလေးဖြစ်တဲ့ပိုင်နဲ့2ယောက်ရေးလိုက်တာပေါ့ရေးတော့ကတော့ဇက်ကလေးရပေါ့နော်ဟိုဘယ်လိုပေါ်မလဲဆိုတော့နည်းနည်းလေးပေါ်တယ်ဒါပေမဲ့ဒီဥဆောင်လိုက်တဲ့အခါမှာဒီမှာပါလာတဲ့ကလေးတွေပေါ့နော်အားလုံးကယူသားကြပါတယ်ဟိုရှေ့ဆက်ပြီးတော့လည်းကျွန်တော်တို့အားလုံးကဒီကောင်းအောင်လို့လုပ်မဲ့ပေါ့နော်အစီအစဉ်တွေလည်းအများကြီးပဲရှိပါတယ်ဒီရဲ့အပေါ်မှာကျွန်တော်တို့မျက်နှာခံမှုတွေကတော့ဘာတွေလဲဆိုတော့ဒီထဲမှာရှိတဲ့ကျွန်တော်တို့ဒီညီလေးကျွန်တော်ညီလေးဒီဟိုနာမည်အောင်ဆိုလို့ရှိရင်နာမည်အောင်ဆိုရင်သူဆိုလို့ရှိရင်လည်းသူ့မှာမျက်နှာတွေခါတာအများကြီးရှိတယ်ဘာလဲဆိုတော့ဒီကင်မရာမိုင်းဆိုင်ရာတွေမှာပေါ့နော်ကျွန်တော်တို့မှာဒီကင်မရာအစစ်နဲ့ရိုက်ဖို့ဆိုတာမလွယ်ဘူးမျက်နှာတွေခါရတယ်အဲ့တော့ကာလီမောဒီဖွဲ့ထားတဲ့ဒီဂရုလေးပေါ့နော်ဒီဂရုလေးကနေဒီမှာရှိတဲ့ဒီကာလီမောနဲ့အတူတူဒီကာလီမောနောက်ကပါတဲ့ကလေးတွေကျွန်တော်တို့မိကိုတွေမောင်နှမတွေပေါ့နော်အားလုံးကနေလို့ရှေ့လျှောက်ပြီးတော့မှအများကြီးစူးစမ်းသွားဖို့လားလာတွေလည်းရှိပါတယ်အခုဒီအနိုင်မဲ့ဆိုတဲ့ဇလန်းလေးဟိုပေါ့ထွက်လာတဲ့အခါကျလို့ရှိရင်လည်းပဲအခုအရှိမဟာတာလေးတွေရိုက်ထားသလိုအားပေးသလိုပဲနောက်နောက်လည်းပဲထပ်မံပြီးတော့မှအားပေးကြပါဦးအခုကတော့ရှူတင်လေးပြီးသွားရတော့အားလုံးကိုနှုတ်ဆက်တာပါတယ်ဟုတ်ကဲ့